ဒီနေ့ကျွန်တော်တကယ်ချင်းတဲ့ဒီဖျားမှာစီနီမတစ်ဗီဒီယိုတွေတွားရိုက်မယ်ဘယ်လိုပုံစံလေးထွက်လာအောင်ဆိုတာလိုက်ကြည့်ကြပါအောင် let's go Oh